ငတ်တကောင်ငါးတကောင်လို့ရေကူးတာမျိုးတင်ဘူးပါသလားဒါကတော့ brown dip ပါရေအောင်မှာပြန်သားနေတယ်လို့ထင်ရတဲ့တမျိုးတည်းသောငတ်ထစ်ပါတယ်ရေထဲကိုမငုတ်ခင်မှာသူဟာမာရသွန်ပြန်ကွယ်ဝင်တော့မဲ့သူလိုမျိုးခန္ဓာကိုယ်ကိုအပူပေးတဲ့အလေးအကျင့်လေးလုပ်တတ်ပါတယ်ပြီးရင်တော့ဘာမှသွန်းဆုံမနေပဲမြစ်ထဲကိုဝုန်းကနေငုတ်ရှိုးသွားပါတယ်ရေအောင်မှာသူဟာငါပဇွန်နဲ့ကြောက်တုံးအောက်မှာပုံနေတဲ့အရာမှန်သမျှကိုရှားပွေစားတော့ပါတယ်သူ့ရဲ့အတောင်ပံတွေဟာပြန်တန်းဖို့တင်မကပဲအားကောင်းတဲ့ရေအောက်လော်ဒတ်တွေလိုအသုံးဝင်ပြီးပြင်းထန်တဲ့ရေစီးကြောင်းတွေကိုတော့ဆန့်ကျင်ဘက်တိုးဝင်နေပါတယ်။သူဟာရေကူးတယ်၊ရေမျက်နှာပြင်ပေါ်ရှလော့တိုက်တယ်၊အသက်ရှူဖို့အပေါ်တက်လာတယ်။ပြီးရင်တော့ရေအောက်ချက်လေရင်လေးသစီးလိုပြန်ကုန်သွားပြန်ပါတယ်။ဒါပေမဲ့အဆန်းဆုံးအပိုင်းကတော့သူဟာရေခဲနေတဲ့ရေထဲမှာအချိန်အများစုကိုကုံဆုံးပေမဲ့သူ့ရဲ့အမွေးတောင်တွေဟာဘယ်တော့မှရေမဆိုးပါဘူး။သူ့အမွေးတွေဟာရေဆိုးကန်နိုင်စွမ်းအနှုံမြင်ပြီးဘလောက်ပဲရေစီးကြမ်းပါစေရေတွေဟာအလိုလိုရှလော့ကျသွားပါတယ်။တစ်ချက်ခါလိုက်ယုံနဲ့ရေနဲ့လုံးဝမထိတွေ့ခဲ့သလိုမျိုးပြန်ဖြစ်သွားပါတယ်။သူဟာရေအောင်မှာစွမ်းပြနေတဲ့အချိန်တွေမှာတော့မြစ်ကမ်းပါးကကြောက်ဆောင်တွေမှာအတိုက်ဆောက်လေးရှိပါတယ်။အဲ့ဒီနေရာဟာသူ့ရဲ့သားငယ်လေးတွေကိုရှာဖွေကြွေးဝီဖို့အကောင်းဆုံးနေရာပါပဲ။မြေရေခဲလွှတ်သွားတဲ့ဒီငှက်ဟာဘယ်တော့မှအစာမခံတာပါဘူး။တချို့ငှက်တွေကပြန်တန်းကြတယ်။တချို့ကရေကူးကြတယ်။ဒါပေမဲ့ brown dipper ကတော့နှမျိုးလုံးကိုလုံနိုင်ပါတယ်။